အားလုံးပဲမင်္ဂလာပါရှင်။ Sumya Cooking Vlog မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့လေးမှာဆိုရင်တော့အမေကိုယ်တိုင်အိမ်ဝင်လာပြီးတော့မိုဟင်းကားလေးရတာရှိအောင်ချက်ပြပေးသွားတဲ့ဗီဒီယိုလေးကိုတင်ဆက်ပေးမှာမလို့ဒီဗီဒီယိုလေးကိုအစားဆုံးညီမနဲ့တူတူဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်။ညီမကိုယ်တိုင်ချက်ပြထားတဲ့မိုဟင်းကားချက်နည်းလေးကိုတော့အရင်တော့လည်း YouTube channel လေးမှာတင်ပေးပူပါတယ်။အခုကတော့ဒါအမေရဲ့ချက်ပုံချက်နည်းဆိုတော့အမေချက်တာကတော့ပို့ပြီးတော့ကောင်းပါတယ်ရှင်။မနေ့ရောက်တာနဲ့အမေကမွေးငါလာချက်ပေးမယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ညကလေးကနေကြိုပြီးတော့ကလဘဲလေးကိုရေလေးနဲ့တည်တည်ချာချာလေးစိမ့်ထားပါတယ်ကလဘဲကိုရေနဲ့ဒီလိုမျိုးရေတက်နေနဲ့မစိမ့်နေမှာပေါ့နော်တည်တည်ချာချာဖုံနေအမှုံနေကြောက်စလစ်ခဲတွေကလဘဲထဲမှာရှိတတ်တဲ့အတွက်ကြောင့်မလို့အရင်ဆုံးတော့ကလဘဲလေးကိုတန့်စင်အောင်လှုပ်ထားပေးဖို့လိုပါတယ်ပြီးရင်တော့ရေတက်နေတဲ့ကိုစနွဲမှုံလေးပဲပြုတ်တဲ့အခါမှာအယောင်လှအောင်ထည့်ပြီးတော့စိမ့်ပေးထားရပါတယ်ဘယ်12နာရီလောက်ကတည်းကပဲစိန်နာဖြစ်တဲ့အတွက်ကြောင့်မလို့မနက်9နာရီလောက်လေးကြာအောင်ပဲဦးလေးကိုတခါတည်းမိဖို့ပေါ်တင်ပါတယ်ပြီးရင်တော့သူနဲ့တခါတည်းရောပြီးပြုတ်ဖို့အတွက်ဘဲဦးလေးတွေကိုပါတည်တည်ချာချာလေးစီချိုးပြီးပြီးမှအိုးတွေကိုထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့ရောပြုတ်လိုက်ပါတယ်ရှင်အချိန်လေးတော့ကြာအောင်တော့ပြုတ်ပြီးဖို့လိုတယ်ပေါ့နော်အချိန်တော့ကြာအောင်ပဲပြုတ်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အုပ်ဖုံးလေးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာပဲထဲမှာရှိတဲ့ရေတွေအားလုံးခန်းသွားပြီဆိုတော့ပဲလေးလည်းနူးလောက်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့တခါတည်းပဲလေးကိုလှည့်ထားလို့ရပါပြီရှင်အခုအိမ်ကိုအမေရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးထဲကနေဝင်လာတဲ့ငါးလေးကိုတည်တည်ချာချာရေဆေးတန့်စင်နေတဲ့အခါမှာတော့အရသာဝင်အောင်လို့အမေကပထမဆုံးအချိုမုတ်လေးထည့်ပါတယ်ပြီးတော့စားလေးထည့်ပါတယ်အနံ့ရတာအတွက်ပြေဆုံးစီဖို့အတွက်ငံပြားလေးထည့်ပါတယ်ပြီးရင်တော့ထည့်ထားတယ်ပေါ့နော်ဒီရတာတွေထဲမှာစနွဲမုံလေးကျန်တဲ့အတွက်ကြောင့်မလို့အပေါ်ကနေစနွဲမုံလေးထပ်ပြီးတော့ဖြူပါတယ်အားလုံးပြီးပြီဆိုလို့ရှိရင်တော့ငါအသားလေးတွေကိုတိတိကျကျရတာတွေစိတ်ဝင်စေဖို့အတွက်အခုလိုမျိုးပေါ့နော်အမေကတော့တိတိကျကျနဲ့ငါးလေးတွေကိုနေပေးနှက်ပေးနေပါတယ်အဲ့တော့ဒါငါးပြုတ်မှဖြစ်တဲ့အတွက်ကြောင့်မလို့တော့ညီမတို့အိမ်ချက်အနေနဲ့ဒါငါးတကောင်ပေါ့နော်တပိတ်တာနေပါရှိပါတယ်ငါးတကောင်တော့ဈေးထဲကနေအမေကဝယ်လာပြီးတော့အခုရတာအတွက်နေနေတဲ့ပုံစံလေးပဲဖြစ်ပါတယ်ရှင်အချိန်တော်တော်ကြာအောင်နေပြီးပြီဆိုလို့ရှိရင်တော့ငါးသားတဲ့ဟိုလည်းအရသာကြီးလုံးဝစိတ်ဝင်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုမျိုးလေးနှက်ထားလိုက်ပါတယ်ရှင်အိုးထဲမှာငါးကိုထည့်ပြုတ်တဲ့အခါမှာပေါ့နော်ငါးလေးတွေမကတ်စီဖို့အတွက်အမေကတော့အောက်မှာစပလင်ယိုလေးတွေကိုတခါလေးခင်းပါတယ်ဒါစပလင်ကတော့အနံ့အသက်အတွက်လည်းငါးပြုတ်တဲ့အခါမှာမရှိမဖြစ်ထည့်ရတဲ့အတွက်ကြောင့်မလို့တော့အောက်ကနေခင်းပြီးတော့ထည့်လိုက်ပါတယ်ပြီးရင်တော့ငါးပြုတ်ဖို့အတွက်လိုအပ်တဲ့ရေတန့်တွေကိုလောင်းထည့်လိုက်ပါတယ်ရှင်တခါတည်းလောင်းထည့်ပြီးပြီဆိုလို့ရှိရင်တော့မီးဖို့ပေါ်မှာစပြီးတော့ငါးလေးကိုပြုတ်လို့ရပါပြီနော်ငါးပြုတ်တဲ့အခါမျိုးမှာငါးသားလေးနည်းနည်းနူးဖို့အနံ့လုံစေဖို့တော့အိုးဖုံးလေးအုပ်ပြီးတော့ပြုတ်ပေးရပါမယ်ပြီးလို့ရှိရင်တော့ငါးပြုတ်လို့နူးလာပြီဆိုရင်ငါးစီတက်ဖို့အတွက်လိုအပ်တဲ့စပလင်လေးချင်းတွေကိုတော့အမေကလီးနေရပဲဖြစ်ပါတယ်ဒါကတော့ဗီဒီယိုထဲမှာအမေနဲ့တူတူချက်ပြုတ်တဲ့နေမှာပါအောင်လို့ဗီဒီယိုလေးရိုက်ထားပဲဖြစ်ပါတယ်အမေကတော့တီချာလေးကိုအာရုံစိုက်ပြီးတော့လီးနေပါတယ်အချိန်တော်ကြာငါးပြုတ်ပြီဆိုတော့အိုးဖုံးလေးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာငါးပြုတ်တဲ့အနက်လေးကလည်းတော်တော်ထွက်နေပြီပေါ့နော်အဲဒါကြောင့်မလို့ငါးအသားလေးလိုနေတာရှိလဲဆိုပြီးတော့အမေကဇုံလေးနဲ့မှုပြီးတဲ့အခါမှာတော့ရာလောက်တဲ့အနေထားရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ခဏနေလောက်ကြတော့မီးလေးပိတ်ပြီးတော့ငါးလေးတွေကိုပကံလေးတွေကိုဆယ်ပြီးတော့လှည့်ယူထားလိုက်ပါတယ်ရှင်အခုလိုငါးလေးတွေအားလုံးစိတ်ပြီးပြီဆိုလို့ရှိရင်တော့အေးခံပြီးရင်ငါးလေးတွေစပြီးနှွှဲရမှာပဲဖြစ်ပါတယ်ငါးစီတက်တဲ့အခါမှာထည့်ဖို့အတွက်စပယ်လေးနဲ့ချင်းလေးတွေကိုပပားလေးတွေအမီလီးထားပဲဖြစ်ပါတယ်အခုငါးစီတက်တော့မှပြတဲ့အတွက်ကြောင့်မလို့အိုးထဲကိုစီလေးထည့်လိုက်ပါတယ်ပြီးရင်တော့စနစ်မုံလေးထည့်ပါတယ်စီပူလာအောင်ဒီချာလေးမှုပြီးတော့အချိန်ဆောင်ပြီးပြီဆိုရင်တော့စီတက်ဖို့အတွက်အစင်တဲ့ထောင်းထားတဲ့ကြက်သွန်ဖြူနဲ့ကြက်သွန်နီကိုအိုးထဲကိုထည့်ပြီးတော့စီတက်ပါမယ်ကျက်သွန်ဖြူကျက်သွန်နီရောပြီးစီတက်တာမွေးလာပြီဆိုရင်တော့စပယ်လင်းနဲ့ချင်းထောင်းထားတာကိုဦးရဲကိုထည့်ပြီးတော့တခါတည်းရောပြီးစီတက်ပါတယ်စီတက်တဲ့အခါမှာတော့အချိန်ပေးပြီးတော့လုံးဝအနံ့လေးတွေမွေးလာတဲ့အထိစီတက်ပေးဖို့လိုပါတယ်စီတက်တာရလောက်ပြီဆိုရင်တော့အယောင်တင်မို့အစိမ်းမုံလေးကိုဦးရဲကိုထည့်ပြီးတော့ရောပြီးတော့စီတက်ပါတယ်အခုစီတက်တာရပြီဆိုတော့ဆန္ဒတော်ကငါပြုတ်တုံးကနှွင်ထားတဲ့ငါးလေးတွေကိုတခါတည်းအိုးရဲကိုထည့်ပြီးတော့စီတက်လိုက်ပါတယ်အားလုံးကိုတည်တည်ချာချာလုံးပြီးတော့
ငါးလေးတွေမှုေးလာပြီးတော့ငါးမှုေးလေးကနည်းနည်းလေးကျွတ်လေးဖြစ်တဲ့အနေထားလေးရအောင်နဲ့စီတက်ပေးဖို့လိုတယ်လို့တော့အမေကပြောပါတယ်။ဘာလို့လဲဆိုတော့မွေးငါးကတချို့မွေးငါးတွေကပေါ့နော်အနံ့တိတ်ပြီးတော့မှုေးဘူးပေါ့နော်အခုလိုမှုေးဘူးဆိုလို့ရှိရင်ငါးမှုေးလေးကိုတိချာလေးကျွတ်လောက်တဲ့အနေထားရောက်တဲ့အထိမှုေးပေးဖို့လိုပါတယ်တဲ့။အခုငါးမှုေးရလဲရသွားပြီဆိုတော့ပထမဆုံးဟင်းရည်အတွက်စပြီးတော့တည်ပါတယ်ဟင်းရည်အတွက်ကတော့ပြုတ်ထားတဲ့ပဲလေးတွေကိုငရုတ်စုံတွေမှာတိကျလေးညက်အောင်ထောင်းပြီးတဲ့အခါမှာတော့ပြုတ်ထားတဲ့ပဲလေးထောင်းထားတာရဲ့ပြီးရင်ငါပြုတ်တဲ့ရည်ရဲ့တောက်ရည်တန့်လေးရဲ့ကိုထည့်ပြီးတော့တခါတည်းဟင်းရည်အိုးလေးကိုစားတည်ပါတယ်ပြီးတဲ့အခါမှာဟင်းရည်အိုးစူတာနဲ့တခါတည်းစက်သွန်ဒီလေးပါအရသာရှိပြီးတော့နူးစေဖို့အတွက်တန့်စင်ပြီးတော့စီချိုးထားတဲ့စက်သွန်ဒီလေးတွေပါဟင်းရည်အိုးတွေကိုတခါတည်းထည့်ပြီးတော့ချက်ပါတယ်တော့အချိန်တော်ကြာချက်ပေးပြီးဆိုလို့ရှိရင်တော့အစင်တင်ပြုတ်ထားတဲ့ဘဲဦးလေးတွေကိုအိုးထဲကိုထည့်ပေးဖို့လိုပါတယ်အခုလိုမျိုးဟင်းရည်ကလုံးဝပွက်ဆူလာတဲ့အနေထားရပြီဆိုရင်တော့စောနာလုံးကပြုတ်ထားတဲ့ဘဲဦးလေးတွေကိုပပလေးလှီးပြီးတော့အိုးထဲကိုထည့်ပေးလိုက်ပါတယ်ဒီကြားတဲ့ဘဲဦးလေးတွေအားလုံးထည့်ပြီးဆိုလို့ရှိရင်တော့ငါးမွေလေးကိုအိုးထဲကိုအားလုံးပေါ့နော်တိကျလေးထည့်လိုက်ပါတယ်ဒါတော့သူကကျတော့ပဲကြိုက်တဲ့လူတွေကတော့ပဲများတယ်ငါးထဲတာနေတယ်ပေါ့နော်ညီမတို့ကကျတော့ငါးထဲတာပို့ပြီးတော့ငါးများလေးထည့်ရင်ပူကြိုက်ပါတယ်ဘာလို့လဲဆိုတော့အရသာကွာလဲကွာတယ်ပေါ့နော်ပဲများတဲ့မွေငါးနဲ့ငါးများတဲ့မွေငါးနဲ့ကတော့အရသာမတူတာတော့သိကြပါတယ်ရှင်အမေကလို့ရှိရင်အိမ်မှာလဲကိုနှစ်သက်တဲ့ပဲဖြစ်ငါးပဲဖြစ်ပို့များလေးထည့်ပြီးတော့ချက်ကြည့်ရင်မတူညီတဲ့အရသာကိုတွေ့မှာဖြစ်ပါတယ်နော်အခုလိုတိကျလေးချက်ပြီးသွားပြီဆိုရင်တော့အရောင်ရောအနံ့ရောအရသာရောပြည့်စုံတဲ့ဟင်းရည်လေးကချက်သွားပြီပဲဖြစ်ပါတယ်တကယ်တော့ဒီနေ့ကရှိရဲ့အိမ်မှာမိသားစုဝင်တွေစားဖို့ထက်ကောဘေးကအိမ်နီးနားချင်းလေးတွေဝေဖို့အတွက်ကောဆိုပြီးတော့အမေကဟင်းဝန်းနဲ့အုပ်ခွဲပြီးတော့ချက်လိုက်တာပြီးသွားပြီပဲဖြစ်ပါတယ်အခုအစင်တင်စားဖို့အတွက်မုံဟင်းကားလေးတွေကိုပကံလေးတွေကိုတိကျလေးထည့်ပြီးတော့ပြင်ဆင်တာပဲဖြစ်ပါတယ်စီချက်ကတော့အရင်ဆုံးအိမ်မှာချက်ပြီးသားရှိရဲ့အတွက်ကြောင့်မလို့စီချက်ကအစင်သင့်ရှိပြီးသားပေါ့နော်ကဲကိုကျော်သူဒီနေ့အမေရဲ့မွေးငါလက်ရအချင်းကြီးကညစားကောင်းပါတယ်စားနေပကံကိုလည်းကြည့်လိုက်ပါအများကြီးပဲသူများတွေကမစားရသေးဘူးပင်မန်းပြီးတော့လေရန်အကိုရတယ်ပင်မန်းလို့ဗီဒီယိုလို့အားပါသားပေးရဒီလိုတစ်ချက်လေးကြည့်ပြီးတော့ပြုံးပြလိုက်ပါအောင်စားကြပါအောင်ရန်ကောင်းပါတယ်ဒီရဲ့မွေးငါကိုပင်မန်းခံပြီးချက်ပေးတာတော့ဒီဘက်ကမေပဲဖြစ်ပါတယ်မိချက်တာအရန်ကောင်းပါတယ်မားတော့ကိုကျော်သူပါအားလုံးပဲဒီမှာတော့ဒီနေ့ချက်ထားတဲ့မိုးဟင်းကအဟင်းရည်ထဲမှာအိုးဘဲကလေးလည်းပါပါတယ်အမေလည်းစားပါတယ်မိတော့ပင်မန်းဝါးကြီးဒီနေ့ချက်လိုက်ရတယ်တယောက်တည်းတကူတော့လက်ဆန်းပြလိုက်တယ်ဘယ်လောက်စုလဲခုပဲစားလိုက်ပါရှင်အားလုံးပဲစားကြပါအောင်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะနောက်နေ့ဗီဒီယိုလေးမှာပြန်တွေ့မယ်เนาะအားလုံးပဲကြကြ